သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။အခုပထမဆုံးအေးထင်းချုပ်နယ်မြေများကိုထိုးဖောက်နိုင်ရန်စစ်ကောင်စီကနီလန်မျိုးစုံဖြင့်ကြိုးပမ်းနေစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရခိုင်ကမြို့နယ်14ခုအထိလက်လွတ်ထားရသည့်စစ်ကောင်စီကလက်ကျန်မြို့များကိုကာကွယ်ရန်နှင့်ဆုံးရှုံးမြို့များကိုပြန်လည်ထိန်းချုပ်နိုင်ရေးတံပြန်ထိုးစစ်အစီအစဉ်များကိုပြင်ဆင်နေကြောင်းဒေသခံများနှင့်စီရေးကိတ်ခတ်တို့ကပြောဆိုကြပါတယ်။စစ်ကောင်စီကရခိုင်ကလက်ကျန်မျိုးများဖြစ်သည့်စစ်တွေကြောက်ဖြူမှန်မျိုးတို့မှာရေချောင်းကိုအုံပြုကလိုအပ်သည့်လက်နက်ခဲယမ်းနှင့်စစ်ကူတပ်ဖွဲ့ဝင်များကိုအသားစီမရှိဖြစ်တည်နေကြောင်းသိရှိရပါတယ်။အလားတူပြည်မတဆင်ကွာငတန်းချောင်းအမ်ပရန်နှင့်တောင်ကုတ်ပတောင်ကုန်းတွင်လန်းချောင်းအပါအဝင်ကြီးရည်လေးအင်အားသုံးတံမြတ်တက်ခတ်မှုများပြုလုပ်ရန်စစ်ကောင်စီကရည်ရွယ်ထားကြောင်းသုံးသပ်ကြပါတယ်။စစ်တပ်ရဲ့ကြီးမားမှဦးတီယာကအေအေကိုပဲစိတ်ဝင်စားနေတဲ့အချိန်ပြီးရင်ရေတပ်ရောလေတပ်မှလည်းတဲယူပို့ဆောင်ရေးလေယာဉ်တွေကိုတပ်တော်အလျင်မြန်ဝင်ထားတာကိုတွေ့ရတယ်။စစ်တပ်ကအဓိကလိုချင်တာကတော့ရခိုင်ပြည်တောင်ပိုင်းပဲလို့စီရီယံဗိုလ်ကြီးစင်ရောကသုံးသပ်ပြောဆိုပါတယ်။ကြားဖြူမျိုးမှတစိမ့်ရမ်းမြဲကျွန်းကိုပြည်လဲထိုးစစ်ဆင်ကရခိုင်တောင်ပိုင်းဖြစ်သည့်အန်းတောင်ကုန်းနဲ့တန်ရွဲကိုဥတီသည့်စစ်စင်ရေးများစစ်ကောင်စီကပြုလုပ်နိုင်ခြင်းရှိကြောင်းလည်းစီရေးကက်ခတ်တို့ကဆိုပါတယ်။ကြားဖြူမျိုးနယ်ကတရုတ်စီမံကိန်းကြီးများစေတာကြောင့်စစ်ကောင်စီအတွက်စီးပွားရေးနဲ့ဂုဏ်သိက္ခာပိုင်းအရာအရေးပါသည့်နေရာဖြစ်ပြီးလက်ရှိကြားဖြူတိုက်ပွဲမှာအေအေဘက်ကနောက်ဆုတ်ပေးနေရကစစ်ကောင်စီကမြို့နယ်14မိုင်ခန့်အထိရှေ့တိုးလာနေကြောင်းသိရပါတယ်။အခြားတစ်ဖက်မှာလည်းစစ်ကောင်စီကစစ်တွေမျိုးမှတဆင်ပုံနာကျွန်းကိုတံပြန်ထိုးစစ်ဆင်ရန်၎င်းတို့ဖျက်ဆီးထားသည့်မင်းချောင်းတရားကိုပြင်ဆင်နေပြီးလက်နက်ကြီးလေကြောင်းပစ်ကူများဖြင့်တရွေ့ရွေ့ရှိသွန်းလာမည်ပေါ်မြင်ရကြောင်းပုံနာကျွန်းဒေသခံမျိုးသားတအူးကပြောပါတယ်။လက်ရှိမှာစစ်တွေမျိုးနယ်ပတ်လည်ရှိပုံနာကျွန်းရသေးတာပေါတော်မျိုးနယ်များကိုနေ့စဉ်ရက်ဆက်လေးချောင်းတိုက်ခတ်မှုများရှိနေခြင်းမှာမြေပြင်ထိုးစစ်ပြုလုပ်ရန်အတွက်ချိန်ချောက်ထားခြင်းဖြစ်နိုင်ကြောင်းစစ်ရေးကက်ခတ်တို့ကသုံးသပ်ပါတယ်။စစ်ကောင်စီကပုံနာကျွန်းကိုပြန်လည်သိမ်းပိုက်နိုင်မှာကအုပ်ချုပ်ရေးဗဟိုချက်ဖြစ်တဲ့စစ်တွေမျိုး၏လုံခြုံရေးကိုမြင့်တင်နိုင်သည့်အပြင်ဘူရီတောင်မောင်တော်ရည်တောင်စသည့်ရခိုင်မြောက်ပိုင်းကိုစစ်ရေးအရာထိန်းချုပ်ရန်ခွင့်လမ်းများရှိနေကြောင်းလည်းသုံးသပ်နေကြပါတယ်။စီရီယံဗိုလ်ကြီးစင်ရောကရခိုင်တောင်ပိုင်းကိုလုံရင်းနဲ့မြောက်ပိုင်းမှာလည်းစစ်ရဲတဘောကနှစ်ဖက်ဟန်ချက်ညီအောင်လုပ်ကြတာပေါ့အဲ့ဒီတော့ရခိုင်တောင်ပိုင်းကိုမရခဲ့ရင်တောင်မှပင်ပုံနာကျွန်းလောက်ထိရရင်ပေါ့နော်ဆက်ပြီးဟိုဘက်ကတူးမှာပေါ့လို့ပြောပါတယ်လက်ရှိမှာစစ်ကောင်စီကမောင်နှောမြို့နယ်နဲ့တန်ရွဲမြို့နယ်ကသဆင်ကန့်ကတ်တိုက်ပွဲများပြုလုပ်ရန်ရေတပ်တင်မော်များရခိုင်ကအထက်လှည့်လည်သွားလာနေသည်ကိုမြင်ရကြောင်းလည်းအေအေနဲ့နေဆက်သူများကပြောပါတယ်စစ်ကောင်စီတံပြန်ထိုးစစ်အစီအစဉ်များမှာအားသာချက်များရှိပေမဲ့အေအေကကုန်တွင်မိုင်းဆက်သွယ်မှုကိုထိန်းချုပ်ထားတာကြောင့်စစ်ကောင်စီအနေဖြင့်ရိတ်ခါနဲ့အင်အားဖြစ်တင်မှုပြဿနာများကြောင့်အောင်မွေးရရှိရန်ခက်ခဲမှုများရှိကြောင်းလည်းသုံးသပ်ကြပါတယ်ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်များအစည်းအရုံးအတွင်းရေးမှူးဟောင်းကိုသိန်းဦးကစစ်ကောင်စီတွေထိုးစစ်ဆင်တာကဆင်လို့ရပေမဲ့လွယ်ကူကူနဲ့တော့လောလောဆယ်မှာသိမ်းနိုင်မယ်မထင်ဘူး။ဘာလို့လဲဆိုတော့အာရခတက်တော်ဘက်ကလည်းမြေပြင်ကိုစုံမှုထားတယ်။အဲ့ဒီမှာတပ်အင်အားတွေအများကြီးချထားတာစီကောင်းရှိပါမယ်လို့ပြောပါတယ်။အေကခုခံကာကွယ်ရေးအသင့်ရှိနေမှုအပါအဝင်လက်ရှိမှာစစ်တင်အင်အားဒေသခံလူတွေထောက်ခံမှုနဲ့စစ်ရေးအတွေ့အကြုံများအရာအသာစီးရနေတာကြောင့်စစ်ကောင်စီထိုးစစ်ကိုချေဖျက်နိုင်မယ်လို့လည်းသုံးသပ်မှုများရှိနေကြပါတယ်။လက်ရှိမှာစစ်ကောင်စီသည်အေအေထင်းချုပ်ဒေသကစေဘေးဆောင်တဲ့အရက်သားများနေထိုင်ရာကျေးရွာစာတင်ကြောင်းစေဘေးဆောင်စခန်းများကိုလက်နက်ကြီးလေးချောင်းတိုက်ခတ်မှုများပြင်းပြင်းထန်ထန်ပြုလုပ်နေတာကြောင့်အရက်သားထိခိုက်ဒေဆုံးမှုအရေးအတွက်တိုးလာနေပါတယ်ရှင်။ဆက်လက်ပြီးစစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသည့်လှုပ်ရှားမှုကမ်ပိန်းမှာနေမေကျော်မင်းနာမင်းသမီးနဲ့အမှုပညာရှင်များအားလုံးပါဝင်ရေးဖော်ရပါကရူမစစ်ထောင်လိုင်းဟောင်းအရာရှိဟောင်းတင်ထွန်းအောင်ကဦးစီးဖိအားပေးဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသည့်လှုပ်ရှားမှုကမ်ပိန်းများမှာနေမေကျော်မင်းနာမင်းသမီးနဲ့အမှုပညာရှင်များအားလုံးပါဝင်ရေးဖော်ရပါကရူမစစ်ထောင်လိုင်းဟောင်းအရာရှိဟောင်းတင်ထွန်းအောင်ကဦးစီးဖိအားပေးနေကြောင်းပြန်ကြားရေးဝန်ကြီးဌာနသတင်းချင်းမြစ်ကအတည်ပြုပြောဆိုပါတယ်။စစ်တပ်ကတော်အပတ်စနစ်စနစ်ကြောင်းဆင်ဖြစ်ခဲ့သည့်စစ်ထောင်လန်ကြီးဟောင်းလည်းဖြင့်ပြန်ကြားရေးဝန်ကြီးဌာန၏ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်တဲ့တင်ထွန်းအောင်ကစစ်တပ်၏ရွေးကောက်ပွဲကိုထောက်ခံသည့်လှုပ်ရှားမှုကမ်ပိန်းများအားလုံးမှာအမှုပညာရှင်များအားလုံးအဆိုတော်များအားလုံးပါဝင်ရေးအတွက်အဓိကဦးစီးလှုပ်ဆောင်ဖိအားပေးနေသူဖြစ်ပါတယ်။ပြန်ကြားရေးဝန်ကြီးမမအောင်ကလည်းစစ်တပ်ကတော်တပတ်စင်နဲ့အတူတူတက်ခဲ့သည့်တင်ထွန်းအောင်ကိုစစ်တပ်၏ပေါ်လက်စီလင်းလင်းဝါဒဖြန့်သည့်လှုပ်ရှားမှုများနဲ့ပေါ်လက်စီရုပ်ရှင်ဇာတ်ကားများရိုက်ကူးရန်တာဝန်ပေးအပ်ထားကြောင်းသိရှိရပါတယ်။တင်ထွန်းအောင်မှာဒုစစ်ကောင်စာစုံဝင်းနဲ့ဒုဗိုလ်ချုပ်ကြီးများဖြင့်ပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်ဟောင်းမမအောင်တို့နဲ့စစ်တပ်ကတော်အပတ်စနစ်ကိုအတူတက်ခဲ့သူလည်းဖြစ်ပါတယ်။အခုရွေးကောက်ပွဲအတွက် policy ဇလန်းတွေရိုက်တာတက်ချင်းကမ်ပိန်းလှုပ်ရှားမှုတွေအကုန်လုံးကဦးသိန်းထွန်းအောင်ကဦးစီးလုပ်တာပြန်ကြားရေးဝန်ကြီးကလည်းသူ့ကိုပဲတာဝန်ပေးတာအာဏာပါဝါပြနေတာသူပဲလို့ပြန်ကြားရေးဝန်ကြီးဌာနသတင်းချင်းမြစ်ကရှင်းပြပါတယ်။
တိန်ထွန်းအောင်ကတစ်ဖက်မှလည်း Forever Group ၏တည်ထောင်သူဒုတိယဥက္ကဋ္ဌနှင့်တာဝန်ခံတဦးဖြစ်ပြီးပင်တရားမှာရုပ်ရှင်မျိုးတော်တည်ဆောက်ကမြေဧကရာပေါင်းများစွာပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးပေါင်းနဲ့မြိုင်မျိုးနယ်အတွင်းစစ်တပ်ကစစ်ကြောင်းထုတ်ပြီးကျေးရွာအတွင်းရှိပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခေါ်ယူတောင်းနဲ့ချီသည့်ပြည်သူများထွက်ပြေးနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်ပြီးကျေးရွာအတွင်းရှိပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခေါ်ယူနေကတောင်းနဲ့ချီသည့်ပြည်သူများမှလည်းစစ်ဘေးဆောင်ထွက်ပြေးနေရကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။နိုဝင်ဘာလ10ရက်နေ့နံနက်ပိုင်းမှာစတင်ပြီးပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထုတ်မိရှုနေသည့်အကြမ်းဖက်စစ်တပ်ကမြေချရွာတပုတ်ဆွရွာဒေါင်းတာရွာနှင့်အနီးအနားရှိကျေးရွာများမှာပြည်သူပိုင်ပစ္စည်းများကိုနွားလဲများဖြင့်ယူဆောင်ပြီးပေါင်းမြို့ပေါ်သို့ပို့ဆောင်နေကြောင်းထိုခိုးကြပါပစ္စည်းများကိုလည်းပေါင်းမြို့ပေါ်မှတဆင်ပြူစော်တီများက၎င်းတို့ရွာများထံသို့နွားလဲများဖြင့်ထပ်မံယူဆောင်သွားကြောင်းသိရပါတယ်။စစ်တပ်ကပေါင်းမြို့နယ်အတွင်းသို့အော်တိုဘာလ29ရက်နေ့မှစတင်ပြီးစစ်ကြောင်းထုတ်ခဲ့ကြောင်းစစ်ဖြူကပါစာ20မှာထွက်လာသည့်တမကိုကိုလက်အောက်ခံတရင်100ကို419 14တို့မှစစ်သားများအပြင်ပင်နာပြူစောတိရွာနှင့်ဒီတော့ကွင်ရွာပြူစောတိရွာတို့မှပြူစောတိများပါပူးပေါင်းထားတာကြောင့်အင်အား900ခန့်ဖြင့်ပေါင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထုတ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းကအော်တိုဘာလ30ရက်နေ့ချက်ကန်ရွာနိုဝင်ဘာလ6ရက်နေ့တရက်ဖီရွာနိုဝင်ဘာလ10ရက်နေ့လဲလန်းရွာမြေချားရွာနှင့်နိုဝင်ဘာလ9ရက်နေ့တောင်းနာရွာတို့ကိုမိရှုဖြတ်စေခဲ့ပြီးရိုးကြီးရွာအနောက်ဘက်ရှားရည်ပြင်မူကောင်ချောင်းမှာအသက်30အရွယ်ကိုရွှေမင်းနဲ့ရိုးကြီးတော်မှာအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကစစ်ဖြူကမဆာကနေထွက်လာကြတဲ့ကရွာရည်တဲကိုဝင်ရောက်ဆင်းနှင်းပြီးမိရှုနေတာအဲ့ဒီစစ်ကြောင်းကပြည်သူ2ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ထားတယ်။ရွာတွေကိုလည်းစတိုက်ဝင်ရောက်စီနေအခုလည်းပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခေါ်ယူနေတယ်လို့ဒေသပြည်သူများကပြောဆိုပါတယ်။အလားတူမကွေးတိုင်းမြိုင်မြို့နယ်အတွင်းကိုစစ်ကြောင်းထုတ်နေသည့်အကြမ်းဖက်စစ်တပ်ကလည်းယနေ့နိုဝင်ဘာလ10ရက်နေ့နနက်7:00နာရီခန့်မှာတရက်ကံပြူစောတိရွာမှထွက်လာပြီးစုကန်တိုက်ရွာကိုဝင်ရောက်စီနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့နနက်7:00နာရီကျော်ခန့်အချိန်မြိုင်မြို့နယ်တောင်ပိုင်းတရက်ကံပြူစောတိရွာမှာရောက်ရှိနေသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကအစီအမြောက်ရက်သို့ထွက်ခွာလာပြီးစုကန်တိုက်ရွာကိုဝင်ရောက်စီနေကြောင်းလက်ရှိအချိန်စစ်တပ်၏စစ်ကြောင်းထုံမှုကြောင့်ကျေးရွာများစွာမှပြည်သူများမှလည်းစစ်ဘေးကင်းလွတ်ရာဒေသများသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်ရှင်။